ချစ်တဲ့တငယ်ချင်းတွေကလို့မင်္ဂလာပါရှင်မှန်လေးကိုကြည့်ပါအောင်ရှင်မမချူတဲ့ပြောရင်လည်းအမင်းလုံးရကြောက်မယ်မမချူတဲ့ရဲ့ကိုစားကိုကမြက်ကြိုက်ခံအစီအစဉ်ကျနေကြတော့နော်မွန်ငါရဲ့ထမင်းနဲ့ဆန်းပြီးတော့မပြီးသေးဘူးဒီမန်းကိုမိမိပြောချင်လုံးမှကြည့်လို့ချစ်တဲ့သူလေးတွေတော့ပြန်လဲကြိုးတူရနော်ရှင်ကိုပြောချင်ပါတယ်ရှင်မရှက်တတ်ဘူးလားရှင်နော်တစ်တော်မှာမမချူတဲ့ချပြတယ်လားပဲမမချူတဲ့အကြောင်းကိုသိပြီးတော့ရှင်ကကြည့်ပြီးတော့ဘာတွေသိလို့ဘာတွေပြောပြီးတော့မနာလို့ကိုရှိပြီးတော့ဝင်းပူနေရလဲရှင်မိမချင်းညညညမရှိမနဲ့ကျမကိုအကောက်တွေနဲ့နှစ်ပတ်တစ်ကောက်ကလုံးမှလာအပ်ထားပြီးတော့နော်ဒီလိုမျိုးတွေပြောနေတယ်ဆိုရင်တော့ရှင်ကတခုခုပဲရှင်ယူနေတဲ့တဘောထားကြီးဘလော့လိုက်အောင်ဆိုရင်တော့ရှင်ကယူရင်းတော့ဆယ်လီယူပဲဖြစ်နေမယ်ရှင်မကြည့်ပါဦးမလေးကိုနော်လှလာမလှလာတဲ့စမ်းရှိမှအောင်မြင်မှာတဲ့ဟုတ်ပါတယ်ရှင်ကြည့်တော့မှစမ်းရှိမှဆော့လို့ရတယ်လို့စမ်းရှိမှအောင်မြင်မှာဟုတ်ပါတယ်မမချူပြကိုစမ်းရှိရတော့တစ်လုံးမှမပြောဘူးအောင်မြင်တယ်လို့တစ်လုံးမှမပြောဘူးရှင်ကဘာလို့ပြောနေရလဲရှင်စပ်ဖလာအောင်နော်အောင်မြင်တက်ပြီးတော့တဲ့အောင်မြင်တက်ပြီးဆယ်လီဖြစ်မဲ့အထဲမှာတဲ့ကျူးကျော်တွေမပါဘူးတဲ့သိဖို့တဲ့နော်ရှင်ပြောတဲ့မန်မှာရှင်ကျမတက်ထဲတောင်ရည်ရွယ်တာမဟုတ်နော်မန်ကိုတခြားကတ်သွားနော်အောင်မြင်တက်ပြီးဆယ်လီဖြစ်မဲ့အထဲမှာကျူးကျော်တွေမပါဘူးသိဖို့တဲ့တော့ရှင်ကိုပြောပြပါအောင်မရှင်ပြောတဲ့ပုံစံကရှင်ကဟိုအိုးပါအိမ်မှာခရံညီနဲ့နေတဲ့ထင်တဲ့ပုံစံကြည့်ရတာနော်ကျူးကျော်တွေမပါဘူးကဲရှင်တို့လို့ရှင်ရှုပ်ပြောမယ်နော်ရှင်ခရံနဲ့နေတဲ့မိန်းမကိုဆယ်လီဖြစ်ပြီလားမသိလို့မရပုံစံကြည့်ရဆယ်လီယူပြီးတော့တုတ်ဖို့ခေါင်းအောင်ပြီးလာပြောတာပဲဖြစ်လိမ့်မယ်နော်ဆယ်လီဖြစ်တဲ့နော်ဆယ်လီဖြစ်တဲ့မှာကျူးကျော်မှာနေတဲ့လူတွေမပါဘူးဆိုရင်နော်ရန်နဲ့နေတဲ့ရှင်ရောဆယ်လီဖြစ်ပြီလားကျုပ်ဆယ်လီဖြစ်ချင်တာတလုံးမှမပြောဘူးကျုပ်ကနော်ကျူးကျော်မှာနေတယ်ဆိုတာရန်ကုန်မြို့ကြီးမှာကျူးကျော်မှာနေတယ်ဆိုတာအိမ်ငှားပြီးတော့မနေခြင်းလို့ကိုအားကိုချွေးနေတာနဲ့ရန်ကုန်မြို့လေကောင်ကြီးမှာနော်ကျူးကျော်မှာတက်နိုင်တဲ့ဟာဝယ်ပြီးတော့နေတာသိလားလက်ကားနေတာမဝယ်နေတာအိမ်ဆောက်ပြီးနေတာနော်ဘာလဲချမ်းလားဟာလားရွာလိုက်ခဲ့ကြည့်လိုက်ပါလားသိလားရွာလိုက်ခဲ့ကြည့်လိုက်ကျန်တာမပြောရွာလိုက်ခဲ့ကြည့်လိုက်တစ်တော့မှာကျမတို့အကြောင်းကိုကျမတို့ချပြတဲ့လောက်ပဲသိပြီးတော့ရှင်ကဘာတွေကိုမိတ်မချင်းဖြစ်နေတာတော့မိတ်ဆွေနော်မိတ်ဆွေလည်းပြောလို့ရတယ်ရှင်ဒီအကောက်ကြည့်လိုက်ဒီဘက်ချူတဲ့မမချူတဲ့အကောက်မှာဆိုရှင်ကလာထားလို့မမချူတဲ့လက်ခံထားတယ်နော်ဟာဒီပဲအကောက်မှာဆိုရှင်ကလာပြီး follow လုပ်ထားတယ်နော်ရှင်ကကို follow လုပ်ထားကိုလိုက်အပ်ထားတဲ့အကောက်တွေကိုရှင်ဒီလိုပြောနေဆိုမိတ်မချင်းအားမနာတာလားကိုစင်းမစားတာလားဘာလို့ကျမကိုမြင်ခဲ့တယ်လဲကျမလည်းရှင်တို့မတ်တစ်ခါမှလည်းမရေးဘူးတက်လာရင်တော့ဘယ်သူမှဆိုချစ်တဲ့တင်တဲ့အကုန်လုံးတဲပေးတယ်အဲ့ဒါလေးကိုပြပါရှင်ပြန်ပြီးတော့တခုနောက်ပြီးတော့စကားအမှားလေးပြန်မေးချင်ပါတယ်ရှင်ကျမကချွတ်ချွတ်မှနေတယ်ဆိုတာဆယ်လီဖြစ်မဲ့ထားမှာပေါ့ဆိုကျမလည်းဆယ်လီမဖြစ်ချင်ဘူးရှင်ခရံနဲ့နေတဲ့ထင်မှာရပုံနဲ့ကြည့်ရရှင်ရောဆယ်လီဖြစ်ပြီလားရှင်နော်ကြွားလိုက်ခဲ့ကြည့်လိုက်ရှင်မပြောလို့ကဆိုလို့တကြိုးရအောင်သူမြင်နေရပြလား